ဘလောက်ထိအင်အားကြီးကြီးနဲ့ရေရှည်စီမံကိန်းတွေချပြီးစနစ်တကျကျွန်တော်တို့ foundation ချပြီးတည်ဆောက်နေတယ်လေတရားဝင်မှုသွားနေတယ်လေဆိုတာကိုသိချာဒါမိမောင်းထုတ်ပြနေပါတယ်ဒါကြောင့်ဖွဲ့စည်းသည့်ကမ္ဘာဥပဒေများကိုဆန့်ကျင်ပြီးအကြမ်းဖက်မှုဥပဒေများကိုလှုပ်ဆောင်ခြင်းအကြမ်းဖက်ခြင်းတို့များကိုလှုပ်ဆောင်လို့လုံးဝမရဘူးဆိုတာဒီလိုနေရာမှာရက်တည်မှုတွေအလွန်အမတန်ရေးကြီးပါတယ်ကမ္ဘာပေါ်မှာရှိတဲ့ဒီဆီးရီးယားမှာရှိတဲ့အတိုက်ခံတွေကတစ်ချိန်ကအတိုက်ခံတွေကောအာဖဂန်ကကောအီရန်ကကောအီရတ်ကကောဘယ်အတိုက်ခံနေရမှာဒီလိုကမ္ဘာဈေးကွက်မှာမရောက်တော့သူတို့ကိုကမ္ဘာကြီးကအကြမ်းဖက်အဖွဲ့ပြီးသတ်မှတ်ထားတာကျွန်တော်တို့ကဒီအချမ်းဖက်လုပ်ငန်းကိုလုံးဝမလုပ်ဘူးဘယ်ရက်သားကောက်မှလို့ဒုက္ခမပေးဘူးဘယ်သူကမှလည်းကျွန်တော်တို့လောက်တာရှိတာမရှိတဲ့အတွက်ကျွန်တော်တို့ဒီအခုလို NUG ရဲ့တရားဝင်เนาะမင်းအောင်လှိုင်အတိမတ်ပြုတာမင်းအောင်လှိုင်ကိစ္စเนาะကမ္ဘာကြီးကအတိမတ်ပြုတယ်ကုလသမဂ္ဂကအတိမတ်ပြုတယ်ကမ္ဘာနိုင်ငံများနဲ့ကမ္ဘာ financial market ကဒီ STB ဘဏ်ကိုဝင်ခွင့်ပေးတယ်ဆို STB ကဘယ်ရလာလဲเนาะ Spring Development မှာဒီ NUG အစိုးရเนาะဗဟိုဘဏ်ကနေတစင်တရားဝင်ဖွဲ့စည်းပေးထားတာဖြစ်တဲ့ဆိုရင် NUG ကိုအသိမှတ်ပြုလို့တို့ဒီမို့ NUG ကို blacklist ထဲမှာမပါလို့တရားဝင်ရောင်းဝင်ပေးတာဒါပေမဲ့တပြိုင်နက်တည်းမှာစစ်အာဏာရှင်တွေနဲ့ဒီကြားဖြတ်နေရကြတော့ကမ္ဘာပေါ်မှာ blacklist ဖြစ်နေတယ်ကမ္ဘာပေါ်မှာအကြမ်းဖက်လုပ်ငန်းဖြစ်နေတယ်ရာဇဝတ်မှုတွေဖြစ်နေတယ်အဲ့ဒါကိုအမေရိကန်နိုင်ငံကတော့တိုက်ဖြတ်ဖို့အတွက်အဥအသံတွေထွက်နေတယ်စစ်ကောင်စီရဲ့ပြောဆိုခွင့်ရှိသူကိုယ်တိုင်ကဝန်ခံပြောဆိုနေရပြီအမေရိကန်ကသူတို့လာတိုက်တော့မှလာပြီးတော့ရေးယူတော့မှသူတို့ကိုယ်တိုင်ကသတင်းစာရှင်းလင်းပွဲမှာပြောနေအဲ့တော့ဓမ္မနဲ့အတ္တမကွာဟမှုနော်ပညာရှင်များနဲ့နော်ဒီ professional များရဲ့ပူးပေါင်းပါဝင်မှုကဘလောက်အရေးကြီးသလဲအရက်သားတွေရဲ့ဥဆောင်မှုကဘလောက်ထိလုတ်ပိုင်ခွင့်ရှိသလဲဆိုတာကိုကျွန်တော်တို့ဒီနေရာမှာရှင်းရှင်းလင်းလင်းမြင်ရတယ်စစ်အာဏာရှင်တွေဥဆောင်တဲ့ဘိုးစစ်ဗိုလ်ချုပ်တွေဥဆောင်တဲ့ဘိုးဘန်တွေကဒီလောက်အုံနောက်မရှိဘူးဒီလောက်လည်းမလုပ်လို့မရဘူးဒီလောက်ပညာရှင်လည်းမရှိဘူးတကယ် NUG မှာရှိတဲ့ဒီ CDN များပညာရှင်များအရက်သားတွေဥဆောင်မှုကနေအဲ့ဒီ STB ဘဏ်ရဲ့ corporation ရဲ့လုတ်ပိုင်ခွင့်100 ရာခိုင်နှုန်းကနေ corporation အဖြစ်ကိုပြောင်းသွားတဲ့ဒီအောင်မြင်မှုကြီးဟာကျွန်တော်တို့နှိုင်းရှင်ပြီးစဉ်းစားကြည့်လိုက်တာ ਨੇ ကျွန်တော်တို့နေဦးတော်လှန်ရေးမှာပါနေကြတော့ကျွန်တော်တို့အားလုံးအတွက်အလွန်အမတန်ဝမ်းသာဂုဏ်ယူစရာကောင်းတဲ့အောင်မြင်မှုကြီးတစ်ခုပါဒါကြောင့်ဒီ STB ရဲ့ token ကိုကျွန်တော်တို့ဝိုင်းဝန်းပံ့ပိုးကြားကံပေးထားခြင်းဒီနေဦးဒေါ်လာကြီးကိုကြားကံပေးထားခြင်းဖြစ်သည်ကျွန်တော်တို့ဒီအကျိုးမြတ်ရခြင်းမရခြင်းတဲ့ကျွန်တော်တို့ဒီအမြတ်တွေ10ဆအဆ20ရခြင်းမရခြင်းကတတ်တတ်ပါရရင်ကောင်းတာပေါ့ဗျာကျွန်တော်လည်းလိုချင်တာပေါ့ဒါပေမဲ့အဲ့ဒါကအဓိကမဟုတ်ဘူးကျွန်တော်တို့ဒီနေဦးဒေါ်လာကြီးမှာဒါတွေရောင်းချင်းဝယ်ချင်းအဖြစ်ကျွန်တော်တို့ရဲ့ဒီ SDB token ရဲ့ဒီစုစုပေါင်း10 over ပေါ့နော်ပမာဏကြီးကဘီလီယံနဲ့ချီထရီလီယံနဲ့ချီပြီးတော့ဖြစ်လာအောင်ကျွန်တော်တို့ဝိုင်းလို့ရင်ဧရိယာရရှိလာမယ်အကျိုးမြတ်ကအများပြီးငွေဦးဒေါ်လာရေးတွေဗန်နာငွေအရင်းမြစ်တစ်ခုဖြစ်လာနိုင်ပြီးဧရိယာရဲ့တစ်စင်မှာစစ်အာဏာရှင်ကိုအမြင့်ဖြတ်တိုက်လာနိုင်ပြီးကမ္ဘာကြီးကပါလေးစားတော့ဒါကမ္ဘာလုံးရဲ့ဒီအာဏာရှင်ဒေါ်လာရေးမှာစံပြပြုရမယ်နော်ဒီအပြောင်းလဲတစ်ခုအဖြစ်ကဘာကြီးကပါမှတ်တမ်းတင်ပြီးကဘာတက်ကိုသူများပါသူတည်တနာပြုလုပ်ရမယ်အခွင့်အရေးကောင်းကြီးတစ်ခုကိုကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားများတော်လန်ပြည်သူများပိုင်ဆိုင်နေပြီဆိုတာကိုကျွန်တော်မိမောင်းထုတ်ပြခြင်းပါတယ်တိတ်တိတ်ကြကြမြင်အောင်ကြည့်ပါနော်အခုဒီကျွန်တော်ကိုယ်တိုင်ဒီဈေးကွက်ထဲမှာတရားဝင်ဝယ်လို့ရနေတာပြီးတော့ကျွန်တော်ရတဲ့အမြက်ကိုလည်းကျွန်တော် UK ဆိုရကိုတရားဝင်ခွန်ဆောင်ပါကျွန်တော်တို့ဒီနိုင်ငံတကာငွေကြေးစီးမီးစည်းကမ်းများဘဏ္ဍာငွေစီးမီးစည်းများကနေတရားဝင်လှုပ်ဆောင်နေတာဖြစ်တယ်အဲ့တော့ဒီ MEHC ကလည်းဒါတွေတရားဝင်မှုမရှိဘဲနဲ့ဘယ်လိုမှလက်ခံမှာမဟုတ်ဘူးဒါကြောင့်ကမ္ဘာသမိုင်းမှာကမ္ဘာရဲ့အာဏာရှင်တွေတော်လှန်ရေးသမိုင်းမှာဒါသမိုင်းမှတ်တိုင်တဲ့ထူလိုက်တဲ့အနေထားပါအဲ့ဒါကလည်းနည်းပညာဖြစ်တယ်ခဏတော့ကဒီ blockchain technology တွေခဏတော့ QR code technology တွေအခုလို cryptocurrency technology တွေဒီနေ့ကမ္ဘာပေါ်မှာ cryptocurrency ကိုအမေရိကန်သမ္မတကြီးကစသူကိုပိုင်ကုမ္ပဏီထောင်ပြီးလုပ်နေရတာကမ္ဘာကြီးဒီ AI နဲ့အတူဒီ cryptocurrency တွေကနေတစင် digital money ကနေတကမ္ဘာလုံးကိုလွှမ်းမိုးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘလောက်ထိနော်ကမ္ဘာကြီးနဲ့ရင်ပေါင်တိုင်းနိုင်တဲ့နည်းပညာကိုဥဆောင်နေနိုင်တယ်ဆိုတာ NUG ရဲ့အောင်မြင်မှုပါပြောချင်တာက NUG ဆိုတာထက် NUG မှာပါနေကြသောနိုင်ငံသမားများကျွမ်းကျင်ပညာရှင်များ CDN ဝန်ထမ်းများကျွန်တော်တို့ရဲ့ဒီတော်လှန်ပြည်သူပြည်သားများကျွန်တော်တို့ရဲ့ share ရှင်များအစု share ရှင်များကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားများကျွန်တော်တို့ရဲ့တိုင်းပြည်အတွက်နိုင်ငံအတွက်တော်လှန်ရေးအတွက်အနစ်နာခံခြင်းစိတ်များပေးဆက်နေမှုများအားလုံးရဲ့အောင်ပွဲပါဗျာအဲ့တော့အဲ့ဒီအောင်ပွဲကိုကျွန်တော်တို့ဆက်လက်ပြီးတော့လှုပ်ဆောင်ပေးတဲ့ဒီနွေဦးဘဏ်ရဲ့ဒီ CEO ကိုလည်းအထူးကျေးဇူးတင်ပါတယ်
နောက်နေဥပန်အဖွဲ့သူအဖွဲ့သားများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ဒါဒီအလွန်မတန်ကြီးမားတဲ့အောင်မြင်မှုပါမနေ့ကဆိုရင်ကျွန်တော်ကအဲ့ဒီ market မှာဝယ်လို့ရတာပျော်လိုက်တာမပြောနဲ့အဲ့လိုဝယ်ချင်တာရှင်းရှင်းပြောရင်ကျွန်တော်တို့ကခိုးကြောင်ခိုးဝယ်မကြိုက်ဘူးကျွန်တော်တို့ဒီအကြမ်းဖက်တာကိုလည်းအားမကျွန်တော်တို့အစိုးရကိုတရားဝင်ဒီလိုကဘာဈေးကွက်ကြီးတဲ့မှာတရားဝင်ဝယ်လို့ရတာကိုအရသာရှိတာအရသာရှိသလားမမေးနဲ့ဗျာနော်ဘာမှကျွန်တော် SCB ဘဏ်နဲ့လည်းမဆိုင်ဘူးဒါတိုင်း market မှာသွားပြီး SDB token ကိုဒါတိုင်းဝယ်လို့ရတယ်ပေါက်ဈေးပေါ့ဗျာဒီနေ့ပေါက်ဈေးတော့ဘယ်လောက်ရှိမှန်းမသိဘူးတိုက်တဲ့ဈေးရှိဗျာနော်ကျွန်တော်တို့ NUG အစိုးရနဲ့ NUG အစိုးရကဗဟိုဘဏ်ဖြစ်တဲ့ခွင့်ပြုချက်နဲ့ຫນွေဦးဘဏ်ကနေတရားဝင် token နော် crypto coin ကြီးကိုနော်ဒီ USDT လို့ခေါ်တဲ့ digital coin ကြီးကိုဝယ်ယူလို့ရနေတာကမ္ဘာ market ကြီးမှာတရားဝင်ကိုယ်နိုင်ငံဘဏ်ကနဲ့ဝယ်ယူလို့ရပြီးပြန်ရောင်းလို့ရနေတာအေးကနေစီးပွားရှာလို့ရနေတာညက်နိုင်တယ်မနေ့ကကျွန်တော်ဥ0.0073ဒီနေ့ 0.9 ဖြစ်သွားရင်ကျွန်တော်ပြန်ရောင်းရင်ကျွန်တော်မြက်ပြီလေကျွန်တော်မြက်ပြီဆိုတဲ့အတွက်ဘာဖြစ်မလဲကျွန်တော်တရားရင်းတရားညက်ပြီအဲ့လိုအခွန်ဆောင်ပြီအဲ့တော့ကျွန်တော်လည်းစီးပွားရှာလို့ရတယ်ကျွန်တော်လည်းတရားဝင်ဖြစ်တယ်တစ်ဖက်မှာတော့သူတို့ဘက်ကတော့ကြည့်ပါဦးပြာရာခတ်နေကြပြီတရားမဝင်မှုတွေနဲ့တကဘာလုံးကပြည်သူတွေရဲ့ပတ်စံတွေရှောက်တယ်တကဘာလုံးကနိုင်ငံသားတွေကိုဖမ်းဆီးပြီးတော့အဲ့ထဲမှာဖမ်းထည့်တာအဲ့ကနေသူတို့တက်နက်တွေနဲ့ညှင်းပန်းအနိုင်ချင်းနော်မလိုအပ်ဘူးဆိုရင်ဒီလူတွေကိုအသုံးဝင်တော့ဘူးဆိုရင်ဒီလူတွေရဲ့ခန္ဓာကိုယ်ကလေးစားတွေကိုအကုန်လုံးခွဲစိတ်ပြီးရောင်းစားဘယ်လောက်ဆုံးသွားတဲ့ရာဇဝမှုကြီးတွေကိုကြီးလွန်နေကြတယ်တစ်ဖက်မှာအန်ယူဂျီနော်တော်လန်ပြည်သူများကဘာနဲ့ချီရဲ့အောင်မြင်မှုကြီးရနေတယ်အဲ့ဒါဟာဒီမိုကရေစီရဲ့အရာသာပဲလွတ်လပ်မှုရဲ့အရာသာပဲဒီစစ်အာဏာရှင်တွေနဲ့စစ်သားတွေမပါရင်မြန်မာနိုင်ငံတွေအဲ့လောက်တိုးတက်မှုမြန်တယ်အဲ့လောက်ကဘာကြီးကိုလွှမ်းမိုးနိုင်တယ်ကဘာကြီးကိုရှင်းပြိုင်နိုင်မယ်ဆိုတဲ့သက်သေပဲဒီလောက်အခက်အခဲတွေကြားတွေကနေဒီလောက်စိန်ခေါ်မှုတွေကြားဒီလောက်စစ်အာဏာရှင်တွေကဖိနှိပ်တွေကြားဖျက်ဆီးနေတဲ့ကြားတွေကနေကျွန်တော်တို့ဒီဥစ္စာကြီးကိုအောင်မြင်ပြီးလှမ်းပြလိုက်နိုင်ပြီဒါဒီကျွန်တော်တို့အားလုံးတွေအလွန်အမတန်ကြီးမားတဲ့အောင်ပွဲကြီးပါအဲ့ဒီအောင်ပွဲကြီးကိုဆက်ရမှသာလေအဲ့ဒီကနေတဆင့်ကျွန်တော်တို့ညီဦးထွန်လာရေးကိုတဆင့်ချင်းသွားမှာဖြစ်တဲ့အတွက်ဝိုင်းဝန်းပြီးဝိုင်းရံပေးကြပါစေခြင်းနဲ့ကျွန်တော်တို့ညီကိုမောင်နှမများတစ်ကြက်တစ်ပြားကအစားပေါ့$10ဒေါ်လာ20ကအစားဝိုင်းဝန်းပြီးတော့ဝယ်ယူပေးကြစေခြင်းနဲ့ဒါသည်ຫນွေဦးတော်လန်ရေးရဲ့အောင်ပွဲပါလွန်ခဲ့တဲ့9နှစ်ကကျွန်တော်တို့ရခဲ့တဲ့ motivation တိုင်းကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိတယ်ပြည်သူမှာပြည်သူပဲရှိတယ် all in one လည်းဖြစ်တယ်ကျွန်တော်တို့သာဒီကိစ္စကိုအခုလို့နည်းနည်းလေးအာရုံစိုက်ပြီးတော့ကျွန်တော်ပြောသလိုဝယ်ပြီးပြစ်ထားပါရောင်းလည်းမရောင်းနဲ့ဝယ်ပြစ်ထားလိုက်နော်အဲ့ဒါမျိုးဆိုရင်ဒီဘဏ်ကြီးတည်ရှိနေသေးဒီ token stock market ကြီးတည်ရှိနေသေးတစ်ဖက်ကလည်း SDB ဘဏ်ကတာဝန်ရှိတွေရလဲဈေးကွက်ကနေပြုတ်မကြရလေအောင်မြင်အောင်သူတို့နီးမျိုးစုံနဲ့စူးစမ်းကြမှာပါအဲ့ဒါမျိုးဆိုရင်ကျွန်တော်ຫນွေဦးဒေါ်လာရေးအတွက်အလွန်မတန်အားကောင်းမောင်းတန်ဖြစ်တော့နားခွေရနေရတခုဖြစ်လာနိုင်တယ်ဆိုတာကိုအထူးတင်ဆက်ပေးလိုက်ရပါတယ်ဒါက stock market မှာတင်ထားတာဖြစ်တဲ့အတွက်ဘာမှရက်ကတ်တမ်းမရှိဘူးနေ့တိုင်းဝယ်လို့ရတယ်သူပေါက်ဈေးနဲ့သူဝယ်တာပဲလေကြိုက်တယ်လို့ဝယ်လို့ရတယ်လေဒီနောက်နှစ်လည်းဝယ်လို့ရတယ်နောက်10နှစ်လည်းဝယ်လို့ရမှာဒီ market မှာဒါရှိနေသေးဝယ်လို့ရတာလေဘာအကန့်အသတ်မှမရှိပါဘူးကျွန်တော်ပြောနေတာက market မှာဒါတိုင်းဝယ်တာနော်ຫນွေဥပန်ကနေတဆင့်သူတို့ကနတော့ဒီ round 1 round 2 round 3အဲ့ဒါတတ်တတ်ပါဒါကဒီမှာဒါတိုင်းဝယ်လို့ရတာအဲ့တော့အားလုံးဝယ်လို့ရပါတယ်နော်ဒါအကန့်အသတ်မရှိပါဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဓမ္မဘက်တော်သားတွေနဲ့အဓမ္မဘက်တော်သားတွေရဲ့လုတ်ပုံကင်ပုံတွေနဲ့စဉ်းစားပုံတွေအောင်မြင်မှုတွေကဘာအသိမှတ်ပြုတွေကိုကျွန်တော်နှိုင်းရှင်ပေါ်ပြလိုက်တာအဲ့တော့တလားကို100နဲ့ဝင်တော့မနေဘူးရမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်เนาะဝယ်ပေးကြပါဒါဟာຫນွေဦးဘဏ်ရဲ့ကျွန်တော်တို့တော်လှန်ရေးရဲ့ကျွန်တော်တို့ရဲ့မခန့်ခြင်းစိတ်တွေမရှိဘူးလားကျွန်တော်တို့ဒီစစ်အာဏာရှင်ကိုအပိတိုင်မချေမှုန်းခြင်းဘူးလားကျွန်တော်တို့စနစ်သစ်တစ်ခုကြီးကိုမသွားခြင်းဘူးလားကျွန်တော်တို့ကဘာကြီးမှာကဘာမှာမြန်မာဟေးလို့မကြွေးကြော်တင်ဘူးလားကျွန်တော်တို့တာယာသောလူပောင်မှာအားလုံးပျော်ပျော်ရွှင်ရွှင်အေးချမ်းနဲ့မသွားခြင်းဘူးလားဒါသည်အဲ့ဒီအပြောင်းလဲအတွက်အလွန်အမတန်အရေးကြီးသောအပြောင်းလဲတစ်ခုပါအလွန်အမတန်ကျေးဇူးတင်ဖို့လည်းကောင်းတယ်ຫນွေဦးဘဏ်ကတာဝန်ရှိသူများNUG ကတာဝန်ရှိသူများအဲ့ဒါကိုလှုပ်ဆောင်ပေးနေကြຫນွေဥပန်မိသားစုဝင်များအားလုံးနဲ့တော်လှန်ပြည်သူကျွန်တော်တို့ပြည်သူမပါဘဲနဲ့သူတို့ထောင်လို့မရဘူးလေကျွန်တော်တို့ကကာဆန်မာတယ်လေကျွန်တော်ကအဆုရှေယာရှင်တွေဘန်ပိုင်ရှင်တွေလေဒါပြည်သူဘန်ဗျ
တော်လန်ပြည်သူတွေရဲ့ပံဗျာဒီလောက်ကောင်းတဲ့အောင်မြင်မှုဗျာဒီလောက်ကောင်းတဲ့နည်းပညာဗျာဒါတွေအားလုံးဒီအလွန်အတန်ဂုဏ်ယူဖို့ကောင်းပါတယ်ကျွန်တော်တို့9နှစ်တာစူးစမ်းခဲ့ရတာအလာဟတာအချီးနီးမဖြစ်ပါဘူးဗျာအဲ့တော့တစ်ဖက်က negative ပြောတဲ့လူတွေပောက်ကွက်ရပြောတဲ့လူတွေဒီစကားတွေကိုနားထောင်နေမိနေတယ်ကောင်းတယ်လည်းမတင်နဲ့ကိုလို့စရာရှိတာလုပ်ပေးကြစေချင်တယ်ဒါဒီကျွန်တော်တို့အားလုံးရဲ့စုပေါင်းအောင်ပွဲကြီးတစ်ခုအနေနဲ့ကျွန်တော်ကတော့တင်ပြပေးခြင်းတယ်အဲ့တော့9ချက်ပဲရှိရှိ10ပဲရှိရှိပါဗျာဝိုင်းဝယ်ပေးကြပါနော်ကျွန်တော်ပြောသလိုဒါရိုက်ဝယ်ပါနော်များဝယ်လေးကောင်းလေးပဲရောင်းချင်လဲရောင်းပါဗျာဝယ်ရောင်းလို့တာလဲကောင်းပါတယ်ဒါပေမဲ့စီးပွားပြည့်တော့မလုပ်ကြနဲ့ဘူးအဲ့တော့အားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်ဒါကဒီຫນွေဥပန်တဲ့ပတ်သက်ပြီးအထူးတင်ပြပေးတဲ့ဆောင်းပါပါဒါဒီကျွန်တော်တို့အားလုံးရဲ့အောင်ပွဲပါပြုံးလေးအားပေးပါကျွန်တော်တို့အဲ့ဒီရုပ်ရှင်ကောင်းတယ်လို့ပြောနေကြတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒီຫນွေဥပန်နဲ့ဒီ stock share ကမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနဲ့ဆိုင်တယ်နော်တိုင်းသားတွေနဲ့လည်းဆိုင်တယ်နော်ဒါဒီတနိုင်ငံလုံးနဲ့ဆိုင်တာနော်ကျွန်တော်တို့ဒီတနိုင်ငံလုံးနဲ့ဆိုင်တဲ့ဒေါ်လာရေးကိုလုပ်နေတာနော်မမကင်ရှန်အကုန်ပါပါတယ်နော်အားလုံးဝိုင်းအားပေးကြပါအားလုံးမင်္ဂလာ